အားလုံးမင်္ဂလာပါဗျာကဲဒီကျွန်တော်73ချိန်လေးเนาะ73ချိန်လေးကျွန်တော်ပြပေးပါမယ်ကျွန်တော်ပြီးခဲ့တဲ့ချိန်တော့ကျွန်တော်ကဗာလေးထွက်သွားလဲဆိုတော့2026ဗျာเนาะ2026ကဲကျွန်တော်73ချိန်ပေါ့ဗျာဒီချိန်က12ချိန်ရတော့ကျွန်တော်ကဒီ495လေးထွက်သွားတာပေါ့ဗျာเนาะဒါပြီးခဲ့တဲ့ချိန်တော့ကျွန်တော်ကတော့ AC ပေါ့ဗျာကျွန်တော်ပောက်ပြီဆိုပြီးကျွန်တော် AC နေတာပေါ့တော့ကျွန်တော်ရဲ့ mobile bike လည်းကျွန်တော်ပေးထားတဲ့ခဏဆိုရင်455 465เนาะကျွန်တော်ဒီ9ကိုလုံးလေးကိုကျွန်တော်တွဲထားရည်ရဗျ9ကိုလုံးတွဲထားပြီးတာပါကျွန်တော်ကဒီကျွန်တော်ရဲ့ one chain ကကျွန်တော်ကဒီ4ကို one chain လေးเนาะ4ကို one chain ဆိုတော့ကျွန်တော်ကဒီ9ကိုလေးကိုကျွန်တော်တွဲထားပြီးတော့ကျွန်တော်ကဒီ9ကိုလေးကိုမထည့်ပဲနဲ့ကျွန်တော်ကဒီတလုံးဝိတ်လိုက်တာပေါ့ဗျာကိုလေးပဲပြီး4လေးယူလိုက်တာပေါ့4ကဘာဖြစ်လဲဆိုကျွန်တော်က4ကထိတ်စီရထားတာအပိုင်ရထားတာဆိုတော့ကျွန်တော်ကဒီကိုကလည်းရတော့ရပါတယ်เนาะကိုကလည်းဒီတိုင်းသွားပြဆိုကိုဆိုတော့ကျွန်တော်ဒီမှာတစ်ချိန်ကိုဒါရက်တွက်ပြပါတယ်เนาะအမှ635လေးပါလေးကျွန်တော်ပြခဲ့ပါသေးရဲ့လေเนาะညီကောင်မမလေးကျွန်တော်ကဘာဖြစ်လဲကျွန်တော်4ကိုပို့ကြိုက်တာဗျ6နဲ့4ဆိုရင်လीเนาะဒါ4ကိုမှကျွန်တော်ထိတ်ကြိုက်တာဆိုတော့အမှကျွန်တော်6လေးကျွန်တော်ဖယ်လိုက်တာမပေါက်ထောင်ဘူးဗျာကျွန်တော်မဖယ်တော့ပေါက်မှာပေါ့เนาะအဲ့ဒါလေးရှိပါတယ်ဒီအချိန်လေးကျွန်တော်ဒီ73ချိန်လေးကျွန်တော်စိုက်ကောင်းလေးရတာပါเนาะဒါလေးပြပေးပါမယ်ကျွန်တော်ပြခဲ့မှာကျွန်တော်ဒီအတွဲလေးကိုဘယ်လိုရတာလဲပြီးကျွန်တော်ဒီအတွဲလေးကနောက်ထပ်ဘာလေးကြားအောင်လဲဒါလေးကိုအရင်ဆုံးကျွန်တော်ကြည့်ကြတာပေါ့ဗျာเนาะအဲ့ဒါလေးကြည့်မှပိုးသိမှာပေါ့ကျွန်တော်ရုပ်ရှင်းပါတယ်ဗျာကျွန်တော်ဒီမှာဗျဒါလေးကကျွန်တော်ပြပြတာကြည့်လေးဖြစ်ပါတယ်เนาะ96ကျရစပြောင်းအောင်เนาะရှင်းကြတာကျွန်တော်မပြောတော့ပါဘူးဘာလို့လဲသူကဟိုကဖြစ်လို့လေเนาะပြရရပါတယ်ထားပါတော့ဒီကျန်တော့1996က95မှာ1995မြင်ရပါတယ်เนาะ1995မှာကျွန်တော်ကဘာလေးရှိတာလဲဆိုတော့ကဒါ6နောက်ပိတ်ထွက်တယ်ဗျာ6နောက်ပိတ်ထွက်တယ်အဲ့ဒီမှာသူကဘာထွက်တာလဲဆိုတော့4ထိန်းနဲ့454เนาะဒါကျွန်တော်ပြပြတာပါကျွန်တော်ရဲ့ member သမားတွေနေเนาะအဲ့တော့96ပြီးတော့ကျွန်တော်က2005ပေါ့ဗျာ2005မှာကြာသူက6နောက်ပိတ်မထွက်ဘူးဗျเนาะဒါ6နောက်ပိတ်မထွက်ဘူးအဲ့မှာ2015ကျွန်တော်ဒါဟိုပြပြတာဟာလေးကိုကျွန်တော်ပြတာဆိုတော့လीเนาะ2015မှာ6နောက်ပိတ်ထွက်တယ်ဒါလေးကဘာဖြစ်လို့ပြရလဲဆိုတော့ဟိုကျွန်တော်ဒီခုတစ်ပတ်73ချိန်မှာကျွန်တော် cycle ပြမလို့လीเนาะအဲ့တော့ကျွန်တော်6နောက်ပိတ်ထွက်တယ်ဗျာအဲ့မှာကျွန်တော်4ထိန်းနဲ့45အတွဲအဲ့မှာဒီမှာ45ကိုဒီရောကြီးတွေထွက်လောက်ဘူးဆိုပြီးကျွန်တော်ထည့်တာเนาะတက်ထွက်ထားပါပဲကျွန်တော်4ထိန်းနဲ့5နောက်ပိတ်ရထားဆိုတော့လीเนาะအဲ့ဒီမှာကျွန်တော်က455ကိုကျွန်တော်မဲလိုက်တာပေါ့ဗျာအဲ့မှာ main quote ဆိုပြီးတော့ကျွန်တော်လည်းထိုးပါတယ်ဗျာအဲ့ဒီ2026ကျတော့ဒီမှာဗျသူက6နောက်ပိတ်မှာကျွန်တော်4ထိပ်တဲ့5ဆိုပြီးတော့ကျွန်တော်အဲ့မှာ465တော့455တော့ဒါတွေကိုင်းထားပေါ့ဗျာเนาะထွက်တာတော့495ပေါ့အဲ့တော့အဲ့ဒီလိုလေးပဲ cycle ကပြီးခဲ့တဲ့ခြေတော့ကလည်းကျွန်တော်က5တလုံးရတဲ့ cycle เนาะအဲ့ဒါဘာလဲဆိုတော့ဟာဒီမှာဒါလာပြီတော့ဟာဒီမှာဆိုတော့ဒီ1996ကပြပြတယ်ဒီရှင်းဆုံးကဘာဖြစ်လို့မပြလဲရှင်းဆုံးပါက4နဲ့ချိန်ပဲ4ကတစ်ချိန်နဲ့ထွက်ခဲ့လို့เนาะအဲ့ကြောင့်ကျွန်တော်မပြတာဗီဒီယိုဖိုင်လည်းရှင်းသွားပါစေလို့เนาะရှုပ်ကြလဲဟိုပြပြီးတာတွေပြန်မပြနိုင်ပါဘူးပြောကြတယ်เนาะအဲ့လိုဖြစ်မှာစိုးလို့အဲ့တော့ကျွန်တော်ကဒီမှာ90နဲ့5ကစပြမယ်เนาะလုံရင်းတူရှင်းလေးပေါ့ဗျာရှေ့ဟာတွေပြန်ပြရင်လက်ဝဲပေါ်မှာစိုးလို့ဘာလို့ဆိုအမှ4က2ချိန်မထွက်ဘူးဒါရပြန်ရှင်းမပြတော့ပါဘူးเนาะအဲ့တော့ကျွန်တော်က95 1995မှာ4နော်4ထွက်တယ်ဗျာ4နောက်ပိတ်ထွက်တယ်နော်90က4နောက်ပိတ်ထွက်တယ်ဒါမြင်ပါတယ်အားလုံး4နောက်ပိတ်ထွက်တယ်ဟုတ်တယ်နော်4နောက်ပိတ်ထွက်ပြီးတာသူ့ရဲ့ဘေးမှာပါလဲ4ထိပ်455ဆိုတော့လိုက်ဘူးလားလိုက်တယ်နော်အဲ့ဒီရဲ့5တီအဲ့ဒီအောက်မှာပြန်ပြီးတော့ကြကြည့်တာနော်ဟိုက်4နဲ့ထပ်ပါပြန်ကြနောက်ကကြတော့ဒီ95ပြီးလို့ရှိရင်2005နော်2005မှာလည်းဒီတိုင်းပဲ4နောက်ပိတ်ကြတယ်ဗျာဒီမှာတော့မကြဘူးနော်
ဒါကျွန်တော်၄ပါတော့အပူကျော်ပြခဲ့တယ်လीเนาะဒီမှာ၄ပါတော့အပူကဒီမှာပြခဲ့ပါတယ်ကြတယ်လीเนาะအဲ့တော့ဒီမှာ၄ပါတော့အပူဒီမှာကြခဲ့တယ်၄နောက်ပိတ်ကြတယ်၄နောက်ပိတ်နဲ့၄ပါတော့အပူအဲ့ဒီမှာ944ဆိုတော့ခဏလေးထုတ်လာဖတ်တယ်လीเนาะအဲ့ဒီရဲ့၄နောက်ပိတ်ဒီအဲ့ဒီအောက်မှာပြန်ပြီးတော့ပြန်ကြဒါအားလုံးမြင်ပါရဲ့เนาะအဲ့တော့ကျွန်တော်ဒီ2015ကြည့်မယ်เนาะ2015အားလုံးမြင်ပါရဲ့เนาะ2015မှာလေ၄နောက်ပိတ်၄ပါတော့ဘူးဆိုတော့ဒီဘက်က800မဟုတ်သေးဘူးเนาะအဲ့တော့ဘာထွက်တာလဲဆိုတော့ဒီမှာဗျာ၄နောက်ပိတ်၄ပါတော့အပူအဲ့ဒီမှာကျွန်တော်၄ပါတော့အပူဆို555မက်တဲ့အကျိုးကျေးဇူးခံရတာပါဗျာเนาะကျွန်တော်ကဒီဟိုကနေကိုပယ်လိုက်လို့เนาะအဲ့ဒီမှာ၄ပါတော့အပူဆိုတော့အမှ334ဆိုတော့ထုတ်လာထွက်တယ်လीเนาะအဲ့ဒီရဲ့၄နောက်ပိတ်ဒီအဲ့ဒီအောက်မှာ၄ဆိုပြီးပြန်လိုက်တယ်เนาะဒါအားလုံးမြင်ပါရဲ့เนาะအဲ့တော့ကျွန်တော်ဒီ2020 2026ဆိုတော့ကျွန်တော်ကဒီမှာ၄เนาะသူ့ရဲ့ဆောင်းပါ၄လိုက်တာတော့အဲ့တော့အဲ့အောင်မှာကျွန်တော်၄ပြန်5ပြန်လိုက်မလားဟောဒါလေးဆက်ရှိတာပေါ့ဗျာ5ပြန်လိုက်မှာဒီမှာတော့အပူထွက်မသွားဘူးပေါ့เนาะအဲ့တော့ကျွန်တော်ကဒီက5တလုံးကိုကြိုက်တယ်ဘာဖြစ်လို့5တလုံးကြိုက်တယ်ဆိုပြီးခဲ့တဲ့အချိန်ကလည်းကျွန်တော်ပြခဲ့တာပဲလीเนาะသူ့ရဲ့တပင်ရဲ့သူ့ဆောင်းရဲ့တကွင်ကျော်မှာ5လိုက်တယ်နှလုံးပေါင်းခေါ်သူ့ဆောင်းရဲ့တပင်ကျော်မှာ5လိုက်တယ်နှလုံးပေါင်းရင်ခေါ်เนาะဒါမြင်ပါတယ်အားလုံးအဲ့တော့သူ့ဆောင်းရဲ့တပင်ကျော်မှာ5လိုက်တယ်နှလုံးပေါင်းရင်ခေါ်နောက်နှလုံးပေါင်းရင်ခေါ်เนาะအဲ့တော့ကျွန်တော်ဒီချိန်မှာကျွန်တော်5ကြိုက်တယ်เนาะ5ကြိုက်တယ်သူ့ရဲ့ဆောင်းရဲ့တပင်ကျော်မှာ5လိုက်တယ်ဒီမှာတော့နောက်နှလုံးပေါင်းခေါ်မဟုတ်တော့ဘူးเนาะအဲ့တော့ဒီမှာနောက်နှလုံး5ပါတော့နောက်နှလုံးပေါင်းခေါ်တစ်ချိန်ထွက်တယ်5ပါတော့နောက်နှလုံးပေါင်းခေါ်တစ်ချိန်ထွက်တယ်5ပါတော့ခေါ်နောက်နှလုံးပေါင်းချင်းတစ်ချိန်ထွက်တယ်အဲ့တော့ကျွန်တော်ကဒီချိန်လဲ5ပါတော့နောက်နှလုံးပေါင်းခေါ်ဆိုရင်ဘာလိုက်မလဲเนาะအဲ့တော့ကျွန်တော်နောက်ဘာထည့်မလဲဒါလေးလည်းရှိတာပေါ့ဗျာเนาะကျွန်တော်ရဲ့1 chain ကကျွန်တော်ပြီးခဲ့တဲ့ချိန်တော့ပြောရပါတယ်381 chain เนาะ381 chain အဲ့381 chain ဆိုတော့ကျွန်တော်တွဲပြမယ်เนาะအဲ့381 chainဒီကျွန်တော်ဒီ3တလုံးပိုင်းကိုကြိုက်ပါတယ်ရှင်းတဲ့ဆိုင်ပြီเนาะဘာဖြစ်လို့3တလုံးပိုင်းကြိုက်လဲဆိုတော့ကကျွန်တော်လည်းအတန်နေဝင်တော့၄သိမ့်မကောင်းဘူးလားเนาะဒီ3လုံးပိုင်းကိုကြိုက်တယ်เนาะဒါကျွန်တော်တွဲပေးမယ်ဘာဖြစ်လို့3တလုံးပိုင်းကြိုက်ရလဲဆိုတော့ဒီမှာကြည့်ဗျာဒီမှာနှစ်ဦးမှကြည့်လိုက်နှစ်ဦးမှတစ်ချက်လိုက်ကြည့်လိုက်ခေါ်လဲတိုင်းထွက်တဲ့တစ်ချိန်နောက်နှစ်ဦးမှခေါ်အလဲတိုင်းထွက်တဲ့နှစ်ချိန်နော်ခေါ်လဲထွက်တဲ့3ချိန်ဒီမှာခေါ်လဲထွက်တယ်4ချိန်မှာခေါ်လဲထွက်တယ်5ချိန်ဒီမှာခေါ်လဲထွက်တယ်6ချိန်9ချိန်နော်ဒီမှာ10ချိန်ဒီမှာ9ချိန်10ချိန်နော်ဒါကဘာဖြစ်လို့ခေါ်လဲကျွန်တော်ထွက်တာ10ချိန်ထွက်တယ်နော်ဒါညီကမကြီးသိပါပါအဲ့ဒီမှာကျွန်တော်3ကိုဘာကြောက်ပိုးကြိုက်လဲကြည့်လိုက်သူ့ရဲ့ cycle ကြည့်လိုက်နော်ဒါ calendar cycle ပြတာအဲ့ဒီမှာနှစ်ဦးမှာခေါ်လဲတိုင်းကြတယ်ဗျာခေါ်လဲတိုင်းကြပြီးတာလေသူ့ရဲ့အောက်မှာ4ပိတ်ဆိုတာကြတယ်4ပိတ်ကြပြီးတာနဲ့သူ့ဘေးမှာပါလိုက်ထားလဲဆိုတော့ဟောဒါမှမလေးနော်4ပိတ်ကြပြီးတာနဲ့သူ့ဘေးမှာပါလိုက်ထားဆို3ဆိုပြီးကတ်လိုက်တယ်နော်အဲ့ဒါတစ်ချိန်မှတ်ထားမယ်နော်နောက်ထပ်ကျွန်တော်တော့ဟိုတခြားဟာရှိရပါတော့ဒါကျွန်တော်မပြတော့ပါဘူးဒါလိုရလို့ရှိမှပြတာပါလေနော်အဲ့တော့ကျွန်တော်ဒုတိယအချိန်10ချိန်ဆိုတော့ဒီမှာနောက်ထပ်2ချိန်
ဒီမှာဗျာခေါ်လဲတိုင်းလေးပိတ်ထွက်တယ်သုံးလိုက်တယ်နော်ဒီမှာခေါ်လဲတိုင်းသုံးချိန်ဖြစ်သွားပြီနော်လေးပိတ်ထွက်တယ်သုံးလိုက်တယ်လေးချိန်လား5ချိန်လားပြီเนาะခေါ်လဲတာလေးပိတ်ထွက်တယ်ပုံလိုက်တယ်ခေါ်လဲတာလေးပိတ်ထွက်တယ်ပုံလိုက်တယ်အဲ့တော့ကျွန်တော်ကဒီမှာခေါ်လဲတိုင်းဗျာเนาะအားလုံးမြင်ပါတယ်လေးပိတ်ထွက်တယ်ဗျာသုံးလိုက်တယ်ဗျာခေါ်လဲတိုင်းဗျာလေးပိတ်ထွက်တယ်ဗျာသုံးလိုက်တယ်နော်ဒါကကျွန်တော်လင်နာကြတဲ့ဟာလေးကျွန်တော်ပြပေးတာပါအဲ့တော့ဒီပါကြည့်လိုက်ဒီပါလဲခေါ်လဲတိုင်း2024မှာအဲ့တော့ကျွန်တော်ကဒီမှာကြည့်ရလေးပိတ်ထွက်တယ်သုံးလိုက်တယ်2025ခေါ်လဲတာဒီမှာလေးပိတ်အဲ့တော့ကျွန်တော်ဒီချိန်သုံးမလိုက်ဘူးလားကျွန်တော်ဝမ်းချိန်က3ဆိုရင်ကျွန်တော်53ကြိုက်တယ်ဒါညီမကြိုက်ချင်တော့ထိုးပါเนาะဟောဒါ53ထွေးလေးရတာပေါ့ဗျာဒါကတော့ကိုကြိုက်တဲ့ကလန်နဲ့ကတ်ထိုးပေါ့เนาะဒါကျွန်တော်မှာ site တွေတော့အများကြီးရှိပါတယ်ကျွန်တော် main site တွေကျွန်တော်ပြရလို့ရเนาะ verify နဲ့ share သွားလို့ဗျပြောရမှာဆိုเนาะအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ချိန်တော့ကျွန်တော်53ထွေးပေးထားပါတယ်ဒီချိန်လည်း53ထွေးပေးထားပါတယ်เนาะဒါ53ထွေးလေးကိုကြိုက်ပါတယ်ဒါကြိုက်လို့ရှိရင်တော့ထိုးပါဒါကျွန်တော်တွဲလို့ကတော့ကျွန်တော်တောက်လျှောက်မှတ်ပါတယ်လीเนาะတောက်လျှောက်တွဲလို့တောက်လျှောက်မှတ်တယ်အဲ့တော့ဒီချိန်လဲ38အတွဲဆိုတော့ကျွန်တော်53လေးကြိုက်ပါတယ်အဲ့တကယ်လို့ကျွန်တော်မဘာကိုချင်းလဲဝင်လို့ရပါတယ်ဒါမဘာ2လ4ချိန်စာ2000ကျပ်ပေါ့ဗျာကျွန်တော်ကဒီ14ရက်နေ့ကျွန်တော်ပို့ပေးပါเนาะဖုန်းရလို့ချင်းဖုန်းရပို့ပေးတယ်ဘိုင်ဘာလို့ချင်းဘိုင်ဘာပို့ပေးတာပေါ့ဗျာเนาะကျွန်တော်ဒီဖုန်းမှာဝေးပေး KB ရှိပါတယ်เนาะဒါမဘာကိုချင်းလဲဝင်လို့ရပါတယ်ဒါ4ချိန်ပေါ့ဗျာ2000ကျပ်ပေါ့เนาะကျွန်တော်မဘာသမားတွေ14ရက်နေ့ပို့ပေးရမယ်ကျွန်တော်ကြိုက်ဆုံးခဏန်းတွေကိုကျွန်တော်တွဲပေးထားပါတယ်เนาะမဘာသမားတွေအားလုံးမိန်းခွက်ဆိုမိန်းခွက်ကျွန်တော်ရန်ခွက်ဆိုရန်ခွက်เนาะဒါလေးကျွန်တော်သေးသေးလေးလုပ်ပေးထားပါတယ်โอเคပါဒါဆိုတော့ဒီလောက်ပါပဲလေเนาะဟုတ်ပြီပါဒါဆိုတော့ဒါကျွန်တော်မဘာဖုန်းလေးပါเนาะ